မင်္ဂလာပါခင်ဗျာဆရာဆရာနာမည်မိတ်ဆက်ပေးပါဦးခင်ဗျာဦးအောင်ကျော်မျိုးလို့ခေါ်ပါတယ်ဘယ်မြို့မှာနေတာပါလဲခင်ဗျာစင်ကိုင်မြို့နယ်ပလိတ်မှာနေရဟုတ်ကဲ့ခင်ဗျာဒီနေ့အကိုဝယ်တဲ့ဒီ Bajaj Aria ဘယ်နှစီးမြောက်လဲခင်ဗျာ5စီးမြောက်ကို5စီးမြောက်အဲ့လိုညီကိုမောင်နှမတွေမိသားစုဝင်နေတဲ့မှာဟော Bajaj ကိုအဲ့လိုအစီအများများလေးနဲ့ဝယ်ပေးတဲ့သူရှိလားရှိတယ်ဟုတ်ကဲ့ဘယ်သူရှိလို့ဆရာအကိုကြီးပေါ့ကျွန်တော်ရဲ့အကိုကြီးကသူကတော့8စီးမြောက်ဖြစ်သွားပြီပေါ့သူကတော့8စီးမြောက်ကိုဖြစ်သွားပြီဟုတ်ပြီဗျာဆရာအနေနဲ့ကဒီ Bajaj 3လိန်းရင်ကိုတက်စီလုပ်ငန်းမလုပ်ခင်တုန်းကကြတော့ဘယ်လိုမျိုးအလုံးကိုင်အခွင့်အလမ်းတွေလုပ်ခဲ့ဘူးပါလဲခင်ဗျရင်တော့ဒီဘဖိုးတွေကားတွေမောင်းတာပေါ့နော်ဘဖိုးတွေကားတွေမောင်းရင်းကနေပြီးတော့မှဒီဟာလေးတွေခက်ထားလာတဲ့အချိန်ကျတော့ကျွန်တော်ကဒါလေးကိုသဘောကျတယ်ပေါ့နော်သူများတွေလည်းဒါလေးထောင်ရင်စင်ပြေတယ်ဆိုပြီးလိုက်ညှိုးနာနဲ့ကျွန်တော်လည်းဒါလေးလုတ်ဖြစ်သွားတာပေါ့ဟုတ်ကဲ့အဲ့ဒီထဲမှာဒီ Bajaj အမတ်တစိတ်ကိုဟိုဘယ်ချက်တွေနှစ်သက်လို့ဝယ်ယူဖြစ်သွားတာလဲခင်ဗျဘယ်ချက်တွေဝယ်ရတော့ဒီမောင်းရတာလည်းကောင်းတယ်ပေါ့ပြီးကြတော့အင်ဂျင်လည်းသူကဟိုစိတ်တိုင်းကြတယ်ပေါ့နော်ကိုယ်တိုင်မောင်းကြည့်ဘူးလားကိုယ်တိုင်မောင်းတယ်မောင်းပြီးတော့မှကြိုက်လို့မှဝယ်လိုက်တာဟုတ်ကဲ့တငယ်ချင်းကအဲ့လိုဟိုထောင်ထားတာလေတငယ်ချင်းထောင်ထားတာမြင်တော့တငယ်ချင်းစီကိုမောင်းဆိုင်ရနေပြီးတော့အဲ့လိုဝယ်ချင်းစိတ်လေးပေါက်လာတယ်အဲ့တစ်ခါတည်းဝယ်ဖြစ်သွားတာဟုတ်ကဲ့ဒီတော့ဗျာအခုအနေနဲ့ကဒါတစ်စီးနှစ်စီးလည်းမဟုတ်ဘူး5စီးလောက်ဝယ်တဲ့သူဆိုတော့ဒီ3ဘိန်းရင်ကိုသုံးဆွဲရတဲ့အနေထားနဲ့ရေရှည်ခံမှုပေါ့ဗျာနော်အဲ့ဒီအပိုင်းလေးတွေဆိုလို့ရှိရင်လည်းအများကြီးသိမှာပေါ့အကိုသိတဲ့အပိုင်းလေးတွေပြပြပေးပါအောင်သူရဲ့အကျန်းခံပုံရေရှည်ခံပုံလေးတွေအကိုသိတဲ့လောက်ဘယ်လိုနေထားရှိလဲခင်ဗျအကျန်းတော့တော်တော်ခံပါတယ်ဟုတ်စိတ်ချလက်ချမောင်းနေတယ်ပေါ့နော်ခိုင်ဝေးတွေပါဆိုရင်လည်းပြောကြမလို့ပေါ့နော်စိတ်တိုင်းကြမောင်းသွားလို့အဆင်ပြေတယ်ဟုတ်ကဲ့ခင်ဗျလမ်းမှာပြတ်တာပြူတာလည်းမရှိဘူးပေါ့ဟုတ်ကဲ့အဲ့လိုစိတ်ချရတယ်လို့ပြောရမှာပေါ့နော်အဲ့လိုမျိုးလေးအဲ့အကြောင်းမလို့ကျွန်တော်ဒီအာကြီး3မင်းကိုကြိုက်တာပေါ့နော်ဒီနေ့ဒီချိန်ခါမှာဆိုလို့ရှိရင်ဒီ Bajaj showroom အရင်တော့ဆိုရင်တော့ Bajaj showroom တစ်ခုပဲရှိတာပေါ့ဗျာနော်ဒီနေ့ဒီချိန်ခါမှာဆိုလို့ရှိရင်တော့မန္တလေးမြို့မှာကိုယ်တလဲဆိုင်တွေလည်းရှိတယ်ပြီးရင်အနီးနားမြို့တွေမှာလည်းဝယ်လို့ရတယ်ဒီလိုနေထားမှာမှပင်မ Bajaj showroom မှာပဲဝယ်ဖြစ်တဲ့အကြောင်းရင်းလေးလည်းပြပြပေးပါဦးခင်ဗျဒီမှာဒီစားပင်လဲဟိုအစင်းသိရှိနေတာဆိုတော့ကြတော့စိတ်ချလက်ချဝယ်ယူလို့အဆင်ပြေတယ်ပေါ့အဲ့လိုမျိုးအဲ့အကြောင်းမလို့ဒီမှာပဲတကူတကလာဝယ်ဖြစ်တာပေါ့အဲ့လိုမျိုးအဆင်ပြေပါတယ်ဒီမှာပစ္စည်းလဲဟိုတကယ်လို့တခုခုဖြစ်ခဲ့အောင်တော့မှဒီမှာပစ္စည်းလဲအစင်းသိရှိတယ်ဝယ်ရတာလဲအဆင်ပြေတယ်ဆိုတော့ပစ္စည်းလဲဝယ်ရတာစိတ်ချရတယ်ပေါ့နော်စိတ်ချတော့ဒီမှာပဲဝယ်တယ်ဒီမှာပဲပြင်ရရှိရင်ပြင်တယ်ထည့်ရရှိရင်လည်းဒီမှာပဲဝယ်ထည့်လိုက်တာပေါ့အဲ့လိုမျိုးစားရရအဆင်ပြေဆိုတော့ဒီမှာပဲလာလိုက်တာအပြင်မှာလည်းဟိုအပြင်မှာဆိုတာကတော့ဟိုပုံမလင်းလည်းပြောရရင်တက်ရောက်ငန်းနေများရလေတက်ရောက်ငန်းများတော့အပြင်မှာပြင်ဖို့စိတ်မချရအောင်အဲ့တော့ကုမ္ပဏီမှာပဲဒါလိုက်လာပြင်စားပြီးကိုတခြားလေးပြောပြပြီးတော့မှအဲ့လိုလိုအပ်တာလေးပစ္စည်းလဲတင်တာလဲပေါ့ထဲတင်တာထဲပေါ့အဲ့လိုမျိုးလေးပေါ့ဟုတ်ကဲ့ဗျဒီတော့ဆရာကိုယ်တိုင်ဒီ Bajaj 3မင်းကိုမောင်းရာကနေပြီးတော့မှပေါ့နော်ဆရာကိုအားကြပြီးတော့မှဒီတက်စီလုပ်ငန်းလုပ်ချင်သွားတဲ့အမျိုးတွေမိတ်ဆွေတွေရှိလားရှိတယ်ရွာထဲမှာကိုရွာထဲမှာကို9စီး6စီးလောက်ရှိတယ်9ယောက်6ယောက်လောက်ကိုရှိတယ်သူတို့လည်းအဲ့လိုမျိုးပေါ့ကျွန်တော်ပြည်တယ်ကျွန်တော်လောက်တာကျွန်တော်ညီကိုတွေလောက်တာမြင်တော့သူတို့ကလည်းအားကြပြီးတော့နောက်ကနေလိုက်ပြီးတော့လောက်ကြတာသူလည်းဝင်ထားတာမကြသေးဘူးအစ်စ်ဖက်ရှိသေးတယ်ထုတ်ထားတာမကြခုမှ3လလောက်ပဲရှိအောင်မှထုတ်တာမှာဒီတော့ဆရာဒီအနီးနားမန္တလေးမြို့နဲ့အနီးနားကျေးလက်တွေဘာတွေသွားတဲ့အခါမှာရောကျေးလက်ဒေသတွေမှာလည်း Bajaj 3မင်းတွေသုံးနေကြပြီလားသုံးတယ်ဗျတော်တော်များများလေးခုနောက်ပိုင်းတော်တော်များများလေးသုံးလိုက်ဘာဖြစ်လို့လဲဆိုတော့ဒီဟာလေးကဝင်ငွေရှာရတဲ့ဝင်ငွေလေးကောင်းတော့ကြတော့အဆင်ပြေတာပေါ့နော်ရွာဘက်မှာကိုဝင်ငွေရှာလို့ကောင်းတာပေါ့နော်ရှာလို့ကောင်းတာပေါ့အဲ့လိုမျိုးလေးပေါ့အဲကြောင့်မလို့ဒါဟိုပဲသုံးကြတာများတယ်ခုနောက်ပိုင်းကြတော့နော်ဟိုလူတီများလာတယ်လို့ပြောရမှာပေါ့နော်လူတီများလာတော့ကြတော့မောင်းရတာလည်းပြင်ပတ်စံရှာရတာလည်းကိုတော့ကြတော့ဒါဟိုပဲအဲ့လိုလုံးကြတာဝယ်ကြတာပေါ့ဟုတ်ကဲ့ကျေးလက်ဒေသမှာကြတော့လေတချို့ရွာဘက်တွေမှာကြတော့မြေသားလမ်းလေးတွေရှိတယ်လမ်းကျင်းလေးတွေရှိတယ်ပေါ့နော်တခါလေတောင်တက်တွေရှိမယ်ဥပမာကြောက်ဆယ်ရွာတွေသွားရင်ကြောက်ဆယ်တောင်တွေပါတက်ရတာရှိမယ်ဒီလိုမျိုးကျေးလက်ဒေသမြေသားလမ်းတွေမှာမောင်းနေရတဲ့အနေထားနဲ့မတ်ဆောက်တဲ့တောင်တွေကိုတက်ရတဲ့အနေထားမျိုးတွေမှာဆိုရင်ဘယ်လိုရှိလဲဆရာစင်ပြေပါတယ်ဟုတ်တော်တော်လေးရောအားဆွဲရကောင်းပါတယ်ကျွန်တော်တို့ဆိုခါလေးကြောက်လို့ရှိရင်4ယောက်ဘိုးတွေအဲ့လိုမှတက်တာတော့မှ
တာရလေးပေါ့အဓိကတော့ကိုကဟိုလီပါကိုတွက်လေးနဲ့သူပုံမှန်လေးပဲမောင်းတာလောဘမကြီးနဲ့ပေါ့နော်လောဘမကြီးဘူးဆိုလို့ရှိရင်သူကအင်ဂျင်တက်တောင့်တက်တာလေးနဲ့တက်သွားတာလောဘကြီးပြီးမှမောင်းလို့ရှိရင်အင်ဂျင်တာအပူပြီးတော့ဟိုဖြစ်မှာစိုးရတယ်လေအဲစင်ပြေမှာစိုးတာအဲ့လိုမျိုး ပြီးတော့သူအင်ဂျင်ရဲ့သဘောအရာ ပုံမှန်လေးသွားရင်ရ မလိုဘူး မလို ပုံမှန်လေးပဲသူအင်ဂျင်နှုံးလေးတိုင်းပဲမောင်းပါအေးစစ်စစ်တက် နိုင်တဲ့လောက်လေးပဲပုံမှန်လေးမောင်းတာအဲဒါဆိုရင်အင်ဂျင်လည်းတက်တာတယ် အင်ဂျင်လည်းတက်တာတယ် အဲ့လိုမျိုး အေးစစ်လည်းတက်နိုင်တယ် တက်နိုင်တယ်အဲ့လိုမျိုးကြိုက်တယ်ကျွန်တော်ကတော့တော်တော်လေးကိုကြိုက်ပါတယ်ဒီအာကြီးသုံးမရတော့ ဟုတ်ကဲ့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  ရုံအားဆွဲရလဲပြောစရာမလိုဘူးလေအဲဒါကြောင့်မလို့စိတ်ချလက်ချသုံးပါလို့ ဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ဒီချိန်ခါမှာကျွန်တော်တို့ဒီကျေးလက်ဘက်မှာရှိတဲ့အလုပ်ကိုင်ခွင့်လန်းလိုအပ်နေတဲ့မိသားစုဝင်တွေပကြားသုံးမင်းရင်ကိုစိတ်ဝင်စားနေတဲ့မိသားစုဝင်တွေအတွက်အခုတကယ်လက်တွေ့သုံးဆွဲတဲ့သူတယောက်အနေနဲ့လည်းသတင်းစကားလေးပတ်ပြပါဦးခင်ဗျာ အာကြီးဒီသုံးမင်းကိုထောင်မယ်ဆိုရင်တော့အာကြီးကုမ္ပဏီမှာလာရောက်ပြီးတော့ဝယ်ယူသုံးဆွဲပါလို့ ဟုတ်ကဲ့ စိတ်ချလက်ချနဲ့ဝယ်ယူသုံးဆွဲပါလို့ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လိုလေးပဲပြောချင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဆရာကျေးဇူးပါ ကျေးဇူးပါ